Hi အားလုံးပဲမင်္ဂလာပါ Land Japanese at M2 page မှာကြိုဆိုပါရစေဒီနေ့ share ရီလုပ်ပေးချင်တာလေးကတော့2024ခုနှစ်အဲ9လပိုင်းမေခွန်းပေါ့နော်ဇူလိုင်မေခွန်းရဲ့ M5 မေခွန်းရဲ့ဗာလဲဆိုတော့reading ပိုင်းလေးကိုပေါ့နော်share ရီလေးလုပ်ပေးချင်ပါတယ် reading ကိုမှတန်ပွန်းပေါ့နော်ပထမဆုံးဖတ်ရတဲ့ပုံစံပေါ့စာဖိုက်အတူလေးတစ်ပုဒ်ဖတ်ပြီးတဲ့အခါကျတော့မေခွန်းဖြေရတဲ့ဟာပေါ့နော်အဲ့ဒီတန်ပွန်းလေးကို share ရီလုပ်ပေးချင်ပါတယ်အဲ့တော့ကြည့်ကြည့်အောင်နော်ဒီအပေါ်ကစာကတော့ဒီမှာတော့ဖတ်ပြလိုက်မယ်ပေါ့နော်ဆောင်းပွဲဆိုရင်တော့ဒါကအမြဲတမ်းဒါပဲရေးထားတာဆိုတော့ဆောင်းပွဲမှာအချိန်ကုန်တယ်ဒီမိကုန်းတွေကိုဖတ်ကြည့်စရာတိတ်ပြီးမလိုဘူးပေါ့နော်အဲ့တော့ဒီမှာကြည့်ကြည့်အောင်စုကီနောဘွန်ရှောအိုတဲ့ယွန်းတဲ့ရှစ်စမိုနီခုတာအဲ့တဲ့ခုတာစိုက်တဲ့အောက်မှာပေးထားတဲ့စာပိုက်ကိုဖတ်ပြီးတော့မိကုန်းကိုဖြေပေးပါတဲ့ခုတာအေဝါအီချီနီဆန်ယွန်ခါရအီချီဘန်အီမိုနိုအိုခီတိုဆိုအရန်တဲ့ခုတာစိုက်တဲ့အဖြေက1 2 3 4ကနေပြီးတော့အဖြစ်နိုင်ဆုံးအရာတစ်ခုကိုရွေးပေးပါတဲ့နော်အဲ့တော့ဒီမှာဒီလို reading ဖတ်တဲ့အခါမှာအပေါ်မှာစာပိုက်ပေးထားတယ်ပေါ့နော်စာပိုက်ပေးပြီးတဲ့အခါကျတော့မိခွန်းပေးတယ်အဖြေလေးခုပေးတယ်အဲ့မှာ reading ဖတ်တဲ့အခါမှာဘယ်ကနေစဖတ်ရင်ပို့ပြီးတော့အဆင်ပြေလဲဆိုတဲ့အခါကျတော့မိခွန်းဖတ်ပေါ့နော်မိခွန်းနဲ့အဖြေလေးခုကိုတည်တည်ချာချာဖတ်ပေါ့အဖြေလေးခုကိုတည်တည်ချာချာဖတ်မယ်မိခွန်းကိုဖတ်မယ်ဖတ်ပြီးတော့မှစာပိုက်ကိုတော့ဖတ်ပေါ့နော်အဲ့လိုမျိုးဖတ်တဲ့ပုံစံကဒါများသောအားဖြင့်စာဖတ်တဲ့အခါမှာပို့ပြီးတဲ့အခါကျတော့အဖြေကိုအဖြေလေးခုကိုဖတ်ထားတဲ့မိကုန်းကိုနားလည်ထားတဲ့အတွက်ကြောင့်မလို့ဒီအပေါ်ကစာပိုက်ကိုတော့ဖတ်လိုက်တဲ့အခါမှာအဖြေကိုမဟုတ်တဲ့အဖြေမှားနေတဲ့အဖြေကိုမြန်မြန်ဆန်ဆန်ပယ်လို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုရှိတာကဘာလဲဆိုတော့မေးထားတဲ့မေးခွန်းနဲ့အဖြေနဲ့ကိုသေချာဖတ်ထားတဲ့အခါကျတော့တချို့စာပိုက်တွေမှာဆိုလို့ရှိရင်ဒီစာပိုက်ကြီးကိုစာပိုက်ကိုအကုန်လုံးဖတ်เสียအောင်မလိုဘဲနဲ့အဖြေတွေ့သွားတဲ့စာပိုက်တွေလည်းရှိတယ်အဲ့ဒါဆိုဆောင်းပွဲမှာဖြေတဲ့ပုံစံမျိုးဆိုလို့ရှိရင်ဘာလဲဆိုတော့အချိန်ကုန်သက်တာတယ်ပေါ့နော်အဲ့ဒီအသာချက်လေးတွေရှိတယ်ပေါ့မေးခွန်းနဲ့ဒီအဖြေလေးခုကိုအရင်ဖတ်ခြင်းအကြောင်းအရင်းကနော်အဲ့တော့ဒီမှာဖတ်ကြည့်အောင်အရင်ဆုံးမေးခွန်းကိုဖတ်ကြည့်အောင်ကိုနိုမဲရုတဲ့မူမူဆန်ပါတဲ့အိုးတိုမိုဆန်နိနာနေကအီအီတိုင်းဒက်စကာတဲ့နော်ဒီမေးမှာတဲ့မူမူဆန်ကတဲ့အိုးတိုမိုဆန်အားတဲ့ဘာကိုပြောချင်ဆုံးလဲတဲ့နော်အဲ့တော့ဒီမှာဒီမေးခွန်းလေးတွေကိုဖတ်တဲ့အခါမှာဘီကနေဗမာလိုမှတ်ချင်လဲမှတ်ဒါမှမဟုတ်လို့ရှိရင်ဘာလို့မလဲဆိုတော့ဖတ်တဲ့အခါမှာမြင်းတားတဲ့နာတာဝိုင်းတဲ့နာဝါနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမေးမှာမူမူဆန်ကတိုးတိုးမိုဆန်ကိုဘာလဲဆိုတဲ့အခါကျတော့ဘာကိုပြောချင်ဆုံးလဲလို့ပြောထားတာအိုးတိုမိုဆန်ပေါ့နော်တိုးတိုးမိုမအိုးတိုးမိုဆန်ကိုဘာပြောချင်ဆုံးလဲဆိုပြီးမိတာနော်အဲ့တော့အဖြေလေးခုဖတ်ကြည့်အောင်အဖြေလေးခုကအိုခါရှိကိုအာရီဂါတိုကိုဆိုင်မတ်တဲ့နော်မုံကိုမုံအတွက်ကျေးဇူးတင်ပါတယ်လို့ပြောတာဝါတာစီမိုရီယိုကိုနီအီခီတိုင်းဒက်တဲ့ကျွန်တော်လည်းပဲခရီးသွားခြင်းတဲ့ခရီးမှာသွားခြင်းတဲ့ဤမှာအိုးတိုမိုဆန်ဝါဒိုကိုနီအီမက်စ်ကတဲ့အခုအိုးတိုမူဆန်ကဘယ်နေရာမှာရှိတာလဲတဲ့နံပါတ်၄ကယွန်ဘန်ကဝါတာရှိမိုအိုခါရှိကဆုခိဒက်တဲ့ကျွန်တော်လည်းပဲအိုခါရှိကိုကြိုက်တယ်တဲ့ဒါမယ်နော်အဲ့တော့ဒီမှာအဖြေလေးခုကနံပါတ်1ဆိုလို့ရှိရင်အိုခါရှိအတွက်ဂျေစုတင်တယ်ကျွန်တော်လည်းပဲခရီးသွားခြင်းနဲ့အခုအိုးတိုမူဆန်ဘယ်နေရာမှာရှိတာလဲကျွန်တော်လည်းပဲအိုခါရှိကိုကြိုက်တယ်ဒါမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပေးထားတာကစာရေးတဲ့သူကမူမူဆန်နော်အဲ့တော့ဒီမှာစာတစ်ခုမှကြည့်လိုက်တယ်ဆိုလို့ရှိရင်အောက်မှာပေးထားတဲ့သူကရေးသူကအောက်ဆုံးမှာရှိတယ်เนาะစာလက်ခံရရှိသူကအပေါ်မှာသူ့ရဲ့နာမည်ရှိလိမ့်မယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ခိုင်းရှာတဲ့ကုမ္ပဏီမှာပေါ့เนาะမူမှုဆန်ကအနာဂျီခိုင်းရှာနိုအိုးတူမူဆန်နီမဲရူအိုရှိမရှိတာတဲ့မူမှုဆန်ကတဲ့သူနဲ့ကုမ္ပဏီအတူတူဖြစ်တဲ့အိုးတူမူဆန်နီကိုတဲ့မေးပို့ခဲ့တယ်တဲ့အိုးတူမူဆန်ရေးတဲ့เนาะစကွဲနိုဥရဲ့เนาะအိုခါရှိအိုအာရီဂါတိုတဲ့เนาะဇပွဲကုံရဲ့အပေါ်ကအိုခါရှိเนาะမုံကိုကျေးဇူးပါတဲ့ရီယောဖိုးဝဒိုးတဲ့ရှိတာကတဲ့ခကြီးကဘလို့ဖြစ်ခဲ့တာလဲတဲ့နော်ခရီးကိုဘယ်လိုဖြစ်ခဲ့တာလဲလို့ပြီးတာနော်အီမာအိုတိုမိုဆန်တော့တိုခိုရိုနီအီခီမရှိတာကအီမာဆန်တဲ့စီတာခါရမဲရူအိုရှိမရှိတာတဲ့အခုတဲ့အိုတိုမိုဆန်ရဲ့တဲ့နေရာကိုတဲ့လာခဲ့ပြီမဲ့လို့တဲ့မရှိတဲ့အတွက်ကြောင့်မို့လို့မရှိခဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့မေးထားခဲ့တာတဲ့ဒီစာလေးထားခဲ့တာပေါ့နော်အိုရှိခါတာဒက်စ်တဲ့အရာသာရှိတယ်ဂေါ်ချီဆိုဆာမတဲ့ရှိတာတဲ့ကောင်းကောင်းစားပါမယ်တဲ့နော် I hope အဲ့တော့ဒီမှာပေးထားတဲ့သူကမူမူဆန်ပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်အဖြေလေးခုကိုကြည့်လိုက်လို့ရှိရင်သူ့ရဲ့အဖြေကဘာလဲဆိုတဲ့အခါကျတော့ဒီမှာနံပါတ်1ကိုကြည့်အောင်ပေါ့နော်အိုခါရှိကိုအာရီဂါတိုဆိုမုံအတွက်ကျေးဇူးတင်တယ်သူပြောချင်တာတကယ်ပြောချင်တာလည်းပဲဘာကိုပြောချင်ဆုံးလဲဆိုတော့မုံကိုကျေးဇူးတင်တယ်ဆိုပြီးပြောချင်တာကျန်တဲ့နံပါတ်တွေဘာလို့မှားလဲကြည့်ကြည့်ရအောင်
ကျွန်တော်လည်းပဲခရီးသွားခြင်းတယ်တဲ့မဟုတ်ဘူးနော်ခရီးမှာဘလို့ဖြစ်ခဲ့လဲလို့ပဲမေးတာခရီးသွားခြင်းတယ်လို့မပြောဘူးနောက်တစ်ခုကအခုအိုးတူမိုဆန်ဘယ်မှာရှိတာလဲတဲ့ဘယ်မှာရှိတာလဲလို့ तू မမေးဘူးအိုမိုတူမိုဆန်ရဲ့နေရာကို तू လာခဲ့တယ်ဒါပေမဲ့လို့အဲ့ဒီနေရာမှာမရှိခဲ့ဘူးဆိုတော့မရှိခဲ့တဲ့အတွက်ကြောင့်မေးထားခဲ့တာလို့ပဲ तू ပြောတဲ့အတွက်မှားတယ်နော်ကျွန်တော်လည်းပဲအိုခါရှိကိုကြိုက်တယ်ဆိုတော့ကြိုက်တယ်ဆိုတဲ့ဟာမပါဘူးဒီမုတ်အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့စာကြောင်းပဲပါတယ်ဒါမယ်နော်အဲ့ဒါကြောင့်မို့သူရဲ့အဖြေမှန်ကနံပါတ်1အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီမှာဖတ်ရင်းနဲ့ပေါ့နော်ဒီစာကြောင်းလေးတွေကိုဖတ်ရင်းနဲ့အဲ့လိုမျိုးဖတ်တဲ့ပုံစံမျိုးနဲ့မိခွန်းနဲ့အဖြေလေးခုကိုအရင်ဖတ်ပြီးတော့ဖတ်သွားပြီးလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါဆိုရင်